တခါကကျင်နာတတ်တဲ့မိန်းမတစ်ယောက်ဟာတောအတွင်းမှာစွန့်ပစ်ထားတဲ့ကလေးလေးတစ်ယောက်ကိုတွေ့ပြီးကောက်ယူလိုက်ပါတယ်။အဲ့ဒီအချိန်ကစပြီးသူမနောက်ကိုကံကောင်းခြင်းတွေစက်တိုက်လိုက်လာတယ်လို့ဖြစ်သွားခဲ့တယ်။လမ်းမှာဘဲဥကိုတွေ့ရတယ်ထို့ပြင်တောကျက်တကောင်ကိုလည်းဖမ်းမိခဲ့ပြီး3ရက်ကြာအစာမစားရသေးတဲ့သူမအတွက်အဲ့ဒီနေ့ကအစာဟာရပြည့်စုံတဲ့နေ့တစ်နေ့ဖြစ်လာခဲ့သည်။ဒါပေမဲ့သူမမသိသေးတာကသူမကောက်ယူထားတဲ့ကလေးလေးဟာကံကောင်းကျယ်လေးတပွင့်ဖြစ်နေခဲ့တာပါ။အချိန်နဲ့ငယ်ခင်မှာပဲဆံမရှိလို့သူမခင်ပွန်းဟာအစာငတ်သွားလို့အသက်ဆုံးခဲ့သည်။ဆိုးရွားတဲ့မောင်လေးနဲ့မကောင်းဆိုးဝါးဆန်တဲ့မောင်လေးမိန်းမတို့ကသူမကိုအိမ်ကနေထုတ်ပယ်ပြီးသူယောက်ျားအိမ်လေးကိုတိမ့်ပိုက်လိုက်ကြတယ်ထို့ကြောင့်သူမဟာအိမ်မက်ဘဝနဲ့မြို့ပြင်ကတောတန်းဒေသများမှာအစားအစာရှာဖွေရန်မဖြစ်မနေသွားလာရသည်။တနေ့လမ်းဘေးမှာစွန့်ပစ်ထားတဲ့မိန်းကလေးငယ်တစ်ယောက်ကိုထပ်မံတွေ့ရှိသည်။သူမမထင်မှတ်ထားခဲ့တာကအဲ့ဒီကလေးငယ်ရဲ့ရှိနေမှုဟာကံကောင်းမှုတွေစက်တိုက်ယူဆောင်လာမယ်ဆိုတာပါ။အိမ်ပြန်ပြီးကလေးအတွက်ထမင်းချက်မယ်ဆိုတော့စံအိုးဟာလုံးဝပလဖြစ်နေသည့်စိတ်ပူပန်နေစဉ်ငွေငယ်တစ်ခုသာရှိရင်လို့မျောလင်းလိုက်ရအနီးရှိခွက်လေးထဲမှာကျိုးပဲငွေစင်းနှစ်ခုတွေ့လိုက်ရသည့်မျောလင်းချက်နဲ့ပြေးဝသွားပြီးမြို့ထဲဆန်ဆိုင်တို့ပြေးသွားခဲ့သည်ဆိုင်ထဲမှာအလုသမားကမပေးရသေးတဲ့လစာကိုတောင်းဆိုနေတာကြောင့်ပိုင်ရှင်နဲ့အငင်းပွားနေကြသည့်ဆိုင်ရှင်ဟာလှည့်စားလိုပြီးငင်းဆန်ကဘောင်တရားနဲ့ထိုးရရန်ကြိုးစားသည့်ထိုခါမိမကအမြန်ပြေးဝင်ပြီးတားဆီးလိုက်သည်သူမကစံဝယ်ဖို့ထားတဲ့ကျိုးပဲငွေဆေးတွေကိုပေးပြီးအဲ့ဒီကောင်လေးကိုလွတ်မြောက်စေလိုက်သည်အိမ်ပြန်လာရလမ်းမှာကောင်လေးကလက်ပလာနဲ့တောဝက်တကောင်ကိုတိုက်ခိုက်နိုင်ယူလိုက်သည်သူ့ထဲမှာမွေးရပါလှုပ်ဝက်အားတစ်ခုရှိနေတယ်လို့ဖြစ်သည်ဝက်ကိုတဲယူပြန်မယ်ဆိုတဲ့အချိန်မှာမိုးကြိုးမြည်တန်နဲ့အတူထူးဆန်းတဲ့အတန်တစ်ခုပေါ်လာသည်ဝက်ကိုအဲ့ဒီမှာပဲထားခဲ့ပါမဟုတ်ရင်လမ်းတစ်ဝက်မှာခွေးမစင်ပေါ်ခြေတင်မိမယ်ကောင်လေးကကြောက်ရွံ့တော်လဲမိမကအလွန်မင်းလူတယောက်တရုပ်ဆောင်နေတာပဲဟုယုံကြည်ပြီးဆက်သွားခဲ့သည်အလန့်တလန့်တင်တကယ်ပဲခွေးမစင်ပေါ်ခြေတင်မိသွားခဲ့သည်ထိုအချိန်မှာသူတို့သိလိုက်ရတာကအဲ့ဒီအတန်ရဲ့နောက်ွယ်မှာမိန်းကလေးငယ်တယောက်ရှိနေခဲ့တာပါသူမဟာကုံငတ်နှကန်းပုံစံနဲ့မွေးဖွားလာခဲ့လို့မိသားစုကစွန့်ပစ်ထားခဲ့သူဖြစ်သည်မိမကတနာလာ၍သူမကိုပါအိမ်ခေါ်လာခဲ့သည်မိဖို့ကိုပြန်ပြင်ပြီးဝက်သားဟင်းမွေးတပံကန်ချက်ပြုတ်လိုက်သည်အနက်မွေးလေးကဆိုးရွားတဲ့မောင်လေးငယ်နဲ့မိမကိုဆွဲဆောင်လာစေသည်သူတို့ကရဲရဲတင်းတင်းဒီဝက်ဟာကျွန်တော်တို့ပြစ်ခဲ့တာဟုဆိုကာလူယူရန်ကြိုးစားသည်မောင်လေးငယ်ကဝက်သားကိုလူယူရန်လက်ဆန့်ချိန်မိမောင်လေးမိမကမိုးကြိုးလက်ခုပ်ကြပါစေဟုပြောလိုက်သည်ခဏအတွင်းမိုးကြိုးတစ်ချက်သူ့ခေါင်းပေါ်တက်ရောက်ကျသွားခဲ့သည်မောင်လေးမိမကကြောက်လန့်တော်လဲစာလောင်လာ၍ထပ်မံလူယူရန်ကြိုးစားသည်ထိုခဏကောင်လေးကအမြန်ထိုးကြပြီးသူမကိုမြေပြင်ပေါ်ဖိနှိပ်ထားလိုက်သည်နောက်ထပ်မကောင်းကြံရင်အမြဲတမ်းအပြစ်ပေးမယ်ဟုသတိပေးလိုက်သည်မောင်လေးကသတိပြန်ရောက်ပြီးထန်းတံကိုကင်ကာတိုက်ခိုက်ရန်ကြိုးစားသည်မိမကလျင်မြန်စွာရှောင်ထွက်နိုင်ခဲ့သည်သို့သောထန်းတံဟာကလေးငယ်လေးအိတ်နေတဲ့ကတင်ဘက်သို့အမြန်ပြေးဝင်လာခဲ့သည်ဆက်လက်ဖြစ်ပွားမည့်အံ့ဩစရာများကတော့ကံကောင်းကျယ်လေးတို့၏လူဝက်စွမ်းများပုံမှုဖော်ထုတ်သွားမည်ဆက်လက်ကြည့်ရှုရန်ဗီတူလိုမှန်းခဲ့ပါ